comment ပေးခြင်းနဲ့ကားနောက်ထပ်ကားပေါ့နော်ဒီကားကလည်း BL ကားပေါ့နော်BL ကားရတဲ့စုတည်တဲ့ဖြစ်အောင်လို့ပေါ့နော်your name increase here in 2022နောက်ကရိုက်ထားတဲ့ကားပေါ့နော်ဒီကားကတာရဲ့အဖြစ်မှန်ပေါ်မှာရှေ့ခံထားတဲ့ထိုင်ဝမ်ကားလေးပေါ့နော် BL ကားဆိုရင်ထိုင်ဝမ်ကားကြီးတော်တော်များများကားကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်ထိုင်ဝမ်သမိုင်းတစ်လျှောက်လုံးမှာဆိုရင်ဝင်ငွေအကောင်ဆုံး LGBTQ+ ရုပ်ရှင်ဖြစ်ပြီးတော့စုပေါင်းများစွာရရှိတဲ့ကားပေါ့နော်စစ်အုပ်ချုပ်ရေးပြီးဆုံးပြီးတဲ့နောက်1989ခုနှစ်ထိုင်ဝမ်မှာစရင်တဲထားပြီးတော့အဲ့လိုတင်းကျပ်စီမင်းစည်းကမ်းတွေအရှင်တော့တင်းကျပ်တယ်ကွာတင်းကျပ်တဲ့ကက်သလစ်ကျောင်းမှာတက်ရောက်ခဲ့တဲ့အထက်တန်းကျောင်းသားကျင်းရနဲ့ဘတ်ဒီတို့ရဲ့အကြောင်းလေးပေါ့နော် LGBTQ ကိုလုံးဝအပြန်ထန်ခွင့်မပြုတဲ့ခေတ်ပေါ့နော်ယောက်ျားချင်းကြိုက်တာကိုယောဂတစ်ခုလိုယွန်ကြားတဲ့ခေတ်မှာ high school ကျောင်းသား2ယောက်ရဲ့ friendship ထပ်ပို့ပြီးတော့ရှင်းတရားလေးတွေအသေးကွဲခြင်းတွေနာကျင်စရာဖြစ်ရမှန်အကြောင်းတွေပေါ့နော်အကြိုက်ဆုံးခန်းနေရတော့ရေကူးကြတဲ့အခန်းရုပ်ရှင်ခန်းကျောင်းမာရန်ဖြစ်တဲ့အခန်းပြီးတော့နောက်ဆုံးခန်းပေါ့နော်ငါမဲ open ending မို့လို့တော်သေးရပြောရမှာပေါ့နော်ကိုကြိုက်တယ်လို့ယူဆရတယ်ပေါ့နော်ជីជីပါ bye bye